ကိုဟာတိမ်တွေကိုလဲချစ်တယ်ဝေးဝေးကပဲငေးချင်နေလေပိုင်ဆိုင်ရလဲဖြစ်တယ်သူပြောတာမြေရုံနဲ့ရောက်ဆောင်တဲ့တိုင်းတစ်ချုံနဲ့တော့ကိုအပေါ်မရတော့ပဲမလဲနေဝင်ချိန်တွေကိုငေးချင်မေမပြေပြမေဝေးလို့နေတယ်ညို့ရောက် coffee တစ်ခွက်ရဲ့အငိုးရောတွေအိမ်မက်ရဲ့ကိုဝဲနိုင်ခဲ့တဲ့ရုပ်တရုပ်ရဲ့နဲ့ပေးရမယ်မပိုင်ဆိုင်နဲ့ဖြစ်တယ်ကိုဟာရတဲ့ငယ်ပေါ်ချင်မနေတာတချာချိုးအိမ်မက်တွေဟာမြဲ